အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ကာလာဆန်ပေးကနေကြိုဆိုပါရစေကျွန်တော်ရပေးတဲ့မှာအခုကျွန်တော်ရပေးတဲ့မှာဒီဂျာစီဒီဇိုင်းတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေတကယ်ချင်းတွေဒီဒီဇိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့အချို့ကြတော့ဘယ်လိုအနေဘယ်လိုစလုပ်လဲဒီဇိုင်းဆွဲပြီးတော့ဘယ်လိုတက်ဆင်ရတယ်လဲပေါ့နော်အဲ့လိုမျိုးမြင်ကြတော့ပေါ့နော်ကျွန်တော်ကတော့ဒီဇိုင်းဘန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အပိုင်းလိုက်ကျွန်တော်နောက်ဗီဒီယိုတွေနဲ့ကျွန်တော်လုပ်သွားပြီးပေါ့နော်ပထမတော့ဒီဒီဇိုင်းပိုင်းရဲ့ပြီးတော့မုတ်ကတက်ဆင်ကြီးရဲ့ပြီးတော့ဂျာစီထွက်နိုင်တဲ့အထိပေါ့နော်ကျွန်တော်ဘယ်လိုလုပ်သွားလဲပေါ့နော်အဲ့ဒါကိုဒီဗီဒီယိုနဲ့ကျွန်တော်ယူရှင်းဆုံးနဲ့နားလဲလွယ်ဆုံးကျွန်တော်ဟာနဲ့ကျွန်တော်ရှင်းပြသွားပြီးပေါ့နော်ကျန်အဖြစ်တော့ကျွန်တော်ဒီဒီဇိုင်းအရင်စဆွဲမယ်ပြီးလို့ရှိရင်မုတ်ကတက်ပြမယ်ပေါ့နော်အရင်ဆုံးအဲ့ဒါကိုရင်လုပ်ပြမယ်တကယ်လို့ညီကိုမောင်နှမများဒီဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့မြင်မြင်စရာရှိတယ်ဆိုရင်လာမြင်လို့ရတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ထပ်တင်ပြရပါတော့ဘယ်လိုလဲဆိုတော့ဒီအမေများဆုံးဒီဒီဇိုင်းပိုင်းကိုကျွန်တော်အရင်စပြီးတော့ကျွန်တော်ရင်လုပ်ပြပြရပါတော့ဒီဇိုင်းကိုကျွန်တော်အလွယ်ကူဆုံးပုံနဲ့ကျွန်တော်ရင်တက်ဆင်ပြရပါတော့โอเคကျွန်တော် ready ကျွန်တော်တို့စတော့ပထမဆုံးကျွန်တော်တို့ design ဆောက်လုပ်တဲ့အချိန်မှာကျွန်တော်တို့ကIllustrator ဒီ AI ပေါ့နော်ဒီဥစ္စာ Adobe Illustrator ပေါ့နော်ကျွန်တော်တို့ဒါဒီဥစ္စာနဲ့ဒီ software နဲ့ကျွန်တော်တို့ design ဆွဲရတာပေါ့နော် Okay ကျွန်တော်တို့စမယ်ပထမဆုံးကျွန်တော်တို့ design ဆွဲတဲ့အချိန်မှာဒီ file new ကိုခေါ်မယ်ဒါမှမဟုတ်လည်းဒီအနောက်မှာ print new လို့ရေးသားတဲ့ဥစ္စာလည်းကျွန်တော်တို့ခေါ်လို့ရတယ်ကြိုက်တဲ့ paper size နဲ့ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီ paper size ရေးတော့ကျွန်တော်တို့စဆွဲတဲ့အချိန်မှာ RGB မှုလည်းပဲကျွန်တော်တို့ရင်ပေါင်းရအောင်ပေါ့။ပြီးလဲဆိုတော့ဒီ customer ကိုလူကားတွေကျွန်တော်တို့ပြတဲ့အချိန်မှာအရောင်ကောင်းလေးရအောင်ကျွန်တော်တို့ဒီ RGB မှုနဲ့ကျွန်တော်တို့ရေးလုပ်တော့ပေါ့နော်။ဒီ print နဲ့ကျွန်တော်တို့ဒီbackground ရလာပြီးဒီဆွဲတဲ့နေရာရလာပြီးဆိုကျွန်တော်တို့setting တော့အခုကျွန်တော်တို့ upload တော့ဒီနေရာတခုအရင်ချရအောင်ပေါ့နော်ကျွန်တော် background ပြအောင် background ပြတော့ကျွန်တော်တို့ရင်ချမယ်ကျွန်တော်ဆွဲနေကြ site နဲ့ကျွန်တော်ရင်တက်အောင်တော့ဒါပေမဲ့ border တွေလည်းကြိုက်တဲ့ site နဲ့ရင်တက်ပြီးတော့ဆွဲလို့ရတယ်ဒါပေမဲ့ချိုးစားပေါ့နော်ကျွန်တော်တို့ပဲလို့ချိုးစားနဲ့ပတ်မှန်ပေါ့ကျွန်တော်တော့ဆွဲနေကြချိုးစားကိုပဲကျွန်တော်ပတ်မှန်ပေါ့နော်ဟိုဒီနာအလျာတော့20လက်မရှိမယ်ကျွန်တော်ရဲ့ချိုးစားဒီနာတော့29ရှိမယ်ဒီမှာ29မှာတက်သမဒီမှာနောက်မှာအင်းနဲ့ထက်အင်းဆိုလက်မပေါ့ဒီအပုတ်ရလာပြီးပြီးလို့ရှိရင်ကျွန်တော်တို့လူကျင်တဲ့ design ကျွန်တော်မျက်စိထဲမှာကျွန်တော်ခေါင်းထဲမှာမြင်တဲ့design ကိုကျွန်တော်ချပြပြီးတော့ပေါ့နော် Okay ကျွန်တော်အခုအယောင်စမ်းမဲ့ပုံစံကိုကျွန်တော်အရင်စတင်မယ်ကျွန်တော်တို့ face color ကိုဖောက်မယ် face color နဲ့ချက်တော့ပြီးတော့ကျွန်တော်လူကျင်တဲ့ color ကိုဆွဲထည့်မယ်ဒီအောင်ကျွန်တော်ရေးချင်တယ်ဒီအောင်ချက်သေးအောင်လည်းပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီဖြောလေးတက်ယူမယ်โอเคပြီးလို့ရှိရင်ကျွန်တော် background ကိုကျွန်တော်နေအောင်တမယ်ပြီးလို့ရှိရင်ကျွန်တော်စင်ကြောင်းကိုကျွန်တော်ထည့်မှာပေါ့နော်စင်ကြောင်းထည့်တဲ့အချိန်မှာကျွန်တော်ဒီ upload ပြားကိုပဲကျွန်တော်ပြန်ယူမယ် upload ပြားကိုပဲကျွန်တော်ယူပြီးတော့ကျွန်တော်ကောင်းကြောင်းနဲ့ကျွန်တော်
အပုတ်ပြောင်းကျွန်တော်ဒီမှာ9လက်မလောက်ရင်ရိုက်ထည့်မှာကျွန်တော်9လက်မရိုက်ထည့်တဲ့ချိန်မှာဒီအလျားကအပေါ်မှာအလျားပေါ့နော်ဒီအနံက9လက်မဒါမှsorry ကျွန်တော်ကဒီအလျားကိုရင်ယူမယ်အလျားကိုတက်သမ9လို့ရိုက်ထည့်မယ်တက်သမ9 sorry 9တက်သမထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာအစင်းချောင်းကိုကျွန်တော်လက်မဝဲနဲ့ကျွန်တော်ထည့်မယ်ကျွန်တော်က3ချောင်းယူမှာပေါ့နော်3ချောင်းယူမှာဆိုတော့3ချောင်းကိုကျွန်တော် copy ပွားအောင် copy ပွားမယ်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်ဒီလက်မတွေချိန်ထည့်အောင်သူနေအောင်ကျွန်တော် copy ပွားတဲ့ order နဲ့ကျွန်တော်ဖြီးပြီးတော့ပွားတော့တက်ဆင်ရဲ့တချောင်းပွားပြီးလို့ရှင်နောက်တချောင်းထပ်ပွားလို့ရှင်တော့ product ကိုစတန်နေမယ်နောက်မှကျွန်တော်လုပ်လို့ရတယ်တောင်းချောင်းကျွန်တော်ပေါ်လိုက်အောင်ပေါ့ဒီမှာတချောင်းဒီမှာဒီ3ချောင်းပဲကျွန်တော်ယူမယ်ပြီးလို့ရှင်ဒီမှာသူရဲ့လက်မချားတဲ့ဥစ္စာဒီကြားထဲမှာလက်မဝဲလောက်ပါတော့ရှင်ကျွန်တော်တို့အညီယူမယ်လို့ရှင်လူပဲလူကြီးနဲ့လူကြီးနဲ့လည်းရတယ်ဒီလိုမျိုးဆက်လက်ပြီးတော့ record ခေါ်ပြီးgroup လည်းရတော့ group okay ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာကိုဒီအညီထဲမှာထည့်ချင်တယ်ဆိုတော့ကျွန်တော်ချက်သေးအောင်လည်းယူထားတယ်ဆိုတော့ချက်သေးအောင်ကျွန်တော်တူမယ် okay ပြီးလို့ရှိရင်ကျွန်တော်သူ့ကိုဒီ upload လုပ်ထည့်အောင်ကျွန်တော်က gradient ရောက်နေဆက်ပြီးတော့သုံးဖို့ပေါ့နော်gradient ကိုကျွန်တော်ဖွင့်မယ်ပြီးလို့ရှိရင် gradient ရလာပြီးဆိုရင်ကျွန်တော်က gradient ကိုရောင်ချိန်မယ်ဆိုရင်ဒီ gradient color တွေကိုကျွန်တော်လုပ်ပေးမယ်ပြီးလို့ရှိရင် gradient option ကိုသွားမယ်အဲ့ဒါကိုလိုက်လို့ရှိရင်သူ့ကို90 degree လဲပေါ့နော်90 degree okay ဒါဆိုရင်ကျွန်တော်ဒီအရောင်ကိုစမယ်ပြီးလို့ရှိရင်ကျွန်တော်ဖြူရောင်နေရာမှာချက်သေးအောင်ထည့်မယ်အဲ့ဒီပြီးလို့ရှိရင်အမဲရောင်နေရာမှာအနီရောင်လည်းကျွန်တော်ပြန်ထိုးအောင်အဲ့လိုပဲဖြစ်မယ် okay ဒါဆိုရင်ကျွန်တော်သူတို့နှစ်ခုကိုgroupပြန်တွဲမယ် okay ရပြီဆိုရင်နောက်တော့ကျွန်တော်လက်ကိုလည်းဆွဲထားပြရအောင်ပေါ့နော်ဒီကြားထဲမှာကျွန်တော်ဖြူချောင်းတေးလေးထားခြင်းသေးတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီအင်ဂျီထဲမှာဖြူချောင်းလည်းပါလာမှာပေါ့ချောင်းလည်းပါလာမှာလို့ကျွန်တော်ဒီကြားထဲမှာဖြူချောင်းတစ်ချောင်းတေးလေးတက်ထိုးမယ်glue မယ်ပြီးလို့ရှိရင်glue တွဲလာမယ် glue တွဲလို့ဆိုရင်ကျွန်တော်တို့ဒီမှာဖြူကိုကျွန်တော်တို့စောက်ထုတ်မယ်ဒီအောက်ဒီ color နှစ်ခုကဒါဒီဘက်ထိပ်အ color ဒီဘက်ထိပ်အ color ကချက်သေးအောင်ကြားတယ်ဒီဘက်ကနေအောင်ကြားတယ်ချက်သေးအောင်ကျွန်တော်ဖြူအောင်ပြန်လို့ရှင်တယ်ဆိုတော့ဖြူအောင်ပြန်okay ရဆင်းတော့အောင်မြင်သွားပြီပေါ့နော်ကျွန်တော်တို့ချင်းနေကြည့်ပေါ့နော်အောင်မြင်သွားပြီလို့ရှိရင်အပေါ်ကိုလည်းကျွန်တော်ပြန်ထားမယ်ဆိုရင်အပေါ်ကိုလည်းဖြူကျွန်တော်ထားခြင်းနဲ့ဆိုတော့ copy ဆွဲမယ်လို့ရှိရင် record နှိပ်ပြီးတော့ကျွန်တော်transform လုပ်မယ် transform မှာတက်လို့ရှိရင်ကျွန်တော်ပြောင်းပြလိုက်အောင်ဒီပြန်လာမယ်လို့ရှိရင်
လို့ဆိုရင် select ကလုံးပေးပြီးတော့ select ကလုံးပေးပြီးတော့ဒီမှာလည်းတက်မယ်ဒီလိုဆိုရင်သူ့ကိုဒီပေါ်ကတခါတိုင်းညီအောင်ကျွန်တော်တို့ select ပေးပြီးတော့မြောက်လိုက်တော့ okay ရပြီဆိုကျွန်တော်ပြုဒါဆိုရင်ဒီအင်ဂျီပုံကိုကျွန်တော်ရပြီဆိုရင်ကျွန်တော်လက်ပုံကိုလည်းကျွန်တော်ထည့်မှာပေါ့နော်လက်ပုံဆိုရင်လက်ကိုလည်းကျွန်တော်လုပ်မယ်လက်ကိုဒီဇိုင်းရေးဆွဲတော့လက်ကိုဒီဇိုင်းဆွဲတော့မယ်လက်တော့ကျွန်တော်ဆွဲတော့ပြီးရင်လက်ကအနီရောင်နဲ့အနီရောင်နဲ့ချက်သေးရောင်နဲ့ဆောင်းရောင်ကိုကျွန်တော်ထားဒီကောင်းနဲ့ပဲကျွန်တော်ပြန်လုပ်ပြီး90 degree sorry ပြီးလို့ရှိရင် radian 90 degree ပဲ okay ဒီကြားထဲမှာကျွန်တော်အစင်ကြောင်းထဲမှာကျွန်တော်အဖြူကြောင်းတစ်ကြောင်းထပ်မှာပေါ့နော်ဒီကြောင်းတစ်ကြောင်းထပ်မယ်ဒါကကျွန်တော်ဆက်ဆွဲတဲ့ပုံမှာပုံကြမ်းထဲမှာဘာမှမမြင်ရသေးဘူးเนาะဘာမှလည်းမထွက်လာသေးဘူးဒီဇိုင်းကတော့ဘာမှလည်းမသိရသေးဘူးကျွန်တော်တို့ပုံကတ်တက်မှာပဲဒီဒီဇိုင်းရဲ့ဘယ်ကလက်ဘယ်ကရှင်းအောင်ချမ်းဆိုတော့ဘလုံးပြန်ပေါ်လာအောင်เนาะကျွန်တော်ရတော့မယ်ဖြူကြောင်းကိုပဲလက်မှာထည့်မယ် okay စားလို့ပြီးလို့ရှိရင်ကျွန်တော်ဖြူချောင်းကကျွန်တော်ရဲ့ဖြူချောင်းကတလမရဲ့တဝက်လမဝက်ပေါ့နော်တလမရဲ့တဝက်ကြားမှာထည့်တော့ရှာပြီးတော့ကျွန်တော်နောက်ထပ်ဒါဆိုရင်ဒီအင်ဂျီကရပြီခေနောက်ချမ်းမှာကျတော့ကျွန်တော်ဒီပေါ်ပိုင်းမှာဆိုဖြူယူတော့ဖြူဖြောင်းမယ်ခေဒါဆိုရင်ဆိုအင်ဂျီပုံတော့မြင်တယ်မှာတော့ပေါ့ဒီမှာရှေ့ချမ်းရဲ့နောက်ချမ်းရဲ့တော့ပုံနေပေါ့နော်ကျွန်တော်တို့ဘာထပ်လို့ရဆိုတော့ကျွန်တော်တို့မောကတ်တက်ဖို့လိုတော့တော့ဒါဆိုရင်ကျွန်တော်တို့မောကတ်တက်တဲ့အပိုင်းမှာရောက်သွားပြီ။ဆိုဗီဒီယိုကဒီနောက်မောကတ်တက်တဲ့ဗီဒီယိုပို့ပါမယ်။ဒီကျွန်တော်တို့ဒီမှာအရင်စိတ်လိုက်မယ်။